ကိုရမ်းချစ်တဲ့ကောင်မလေးဆွမ်းချွန်းသွားတဲ့တန်ကကိုကိုရံဘယ်လောက်ခံစားရလဲဆိုတာကိုကိုရံပဲသိတယ်ချစ်မိုးရနေပတ်သက်ပြီးတော့သူနဲ့အမှတ်တရရအများကြီးမိုးရဒီမှာဆိုလို့ရှိရင်ကျွန်တော်ဘက်မှာဆိုလို့ရှိရင်စမ်းချောင်းတို့ပြီးလို့ရှိရင်ဟိုရေပါလေကြားတဲ့စမ်းချောင်းတွေအများကြီးရှိတယ်ရေကုန်းပါအများကြီးရှိတယ်မိုးရဒီဆိုရင်သူနဲ့သွားတယ်သွားတော့တကယ်ချင်းတွေသွားဆိုင်ငယ်တူစီးပြီးသွားတာတို့ပြီးလို့ရှိရင်ဟိုအတူတူဟိုပြောမယ်အဲ့ချက်လူငယ်ဆိုတော့တောက်ကြတယ်တင်မလားတောက်ကြတယ်ပျော်ကြတယ်ပါကြတယ်အတူတူပေါ့ရေတွေပဲကူးကြတယ်အဲ့ဒါလုံးဝပေါင်းမေးမရတဲ့မှတ်တရတယ်ကျွန်တော်ကသူ့ကိုအဲ့လိုနားလည်မှုတွေအကုန်ပေးနိုင်အကုန်ပေးတယ်ဒါပေမဲ့သူကဟိုအလေကရတဲ့ဟာတွေကတန်ဖိုးမရှိဘူးပြောမယ်ဆိုရင်လွယ်လွယ်ကူရသွားတဲ့ဟာတွေကတန်ဖိုးမရှိဘူးဘာလို့သိတယ်ဆိုလို့ရှိရင်သူ့ရဲ့ပြုမှုတွေမူတည်ရောသိတယ်အဲ့တော့ကိုယ့်ဘောသူဘယ်လောက်ထိတန်ဖိုးထားလဲဆိုတာကိုပြန်ကြည့်တာဥပမာဟိုတတိယဆာကိုကလိုက်ပြီးတော့ view site ပေးတယ်ဆက်ပေးပြီးမဲ့လေဒါပေမဲ့အဲ့ဒါကိုဟိုပြောမယ်မချီးကျူးရင်နေဒါမှမစော်ကားနဲ့ပေါ့တန်ကြရတော့မယ်ဆိုလို့ရှိရင် तू မပါပါနဲ့ဘယ်တော့မှဘယ်မှမသွားရအောင် तू အကုန်တောက်ချလိုက်ပေးတယ်ဥပမာစပင်းညှက်တယ်စပင်းညှက်တယ် तू လိုက်ညှက်ပေးတယ်အကုန်လုံးလိုက်လုပ်ပေးတယ်ဆက်ဆက်ရကျွန်တော်အကုန်လိုက်လုပ်ပေးတယ်သူ့နားမှာပဲပေါ့တစ်ချိန်တော့ဒါကြီးကဟိုပြောမယ်ကိုကမြင်တက်တဲ့ခါကျတော့သူကိုဘယ်လောက်ချစ်တယ်ဆိုတော့ကိုသိတယ်ကျွန်တော်လည်းသူ့ဂျမ်းချစ်တယ်ကျွန်တော်လုပ်ပေးနိုင်တာမှန်တယ်များသူ့အကောင်လုပ်ပေးခဲ့ဘလို့မိုးရနေဘူးမချအောင်အကောင်လုပ်ပေးတယ်အဲ့တော့ချစ်တာဟုတ်အဲ့ချစ်တာကဘယ်လောက်မှမခံပါဘူးအများဆုံးခံ10လလောက်ပဲခံပါပါတယ်အဲ့တော့ခံပြီးတဲ့အချိန်မှာအဲ့တော့အနောက်တွေဝင်လာတော့အနောက်တွေဝင်လာတယ်ဆိုတာဟိုအိမ်ကသဘောတူတာနဲ့ကောင်ဆိုပြီးတော့ပြောပြီးတော့ပေါ့တကယ်တကယ်တော့သူကသဘောမကျဘူးဆိုလို့ရှိရင်ကျွန်တော်လက်ခံနိုင်တယ်သူကိုယ်တိုင်ကလည်းအဲ့ဘက်ကိုပါခြင်းနေရပုံစံဖြစ်နေတယ်အဲ့ဘက်ပါခြင်းတဲ့ပုံစံပြောဒီဘက်မှာခြေစမ်းတွေပြန်တယ်အဲ့တော့တက်လောက်ကိုလည်းဟိုပြောမယ်အနီးကပ်နေတာလေလို့ကိုရအနီးကပ်နေတာလေလို့သူစကားပြောပုံအားစားသူဘယ်ချင်းနေရစားကိုအကုန်သိတယ်အားဆိုလို့ရှိရင်ကိုရတို့အဲ့ဘောစကားပြောအဲ့တော့ငါတို့ညလုံးဝအဆင်မပြေတော့ဘူးတရားနဲ့လည်းဒီချိန်မှာတော့ပေါ့ချစ်တဲ့မေတ္တာဆိုတာမရှိနိုင်တော့ဘူးငါဘက်ရှိနေမှာနေဘက်နည်းနည်းများတော့မရှိတော့ဘူးတပတ်ကိုရင်းနေပြီလို့အဲ့တော့သူကောင်းမှုပဲပြောတယ်နေလဲနေလန်နေရှောက်တော့ငါလည်းရှောက်မယ်လို့အဲ့တော့အောင်နေဟိုပေါ့လမ်းခွဲလိုက်ရအကောင်းဆုံးပဲဆိုပြီးတော့သူပြောလိုက်တယ်ဒါပေမဲ့အဲ့လမ်းခွဲလိုက်ရအကောင်းဆုံးပဲအဲ့ညတညတော့အဲ့လိုမရကျွန်တော်တို့ဘယ်လောက်ဆိုလဲမဆိုတော့ကျွန်တော်တညလုံးအဲ့လိုပေါ့ဝမ်းနေပြီးတော့အမေကြတော့အဲ့ကိုရမ်းချစ်တဲ့ကောင်မလေးဆွမ်းချွန်းသွားတဲ့တန်ကကိုကိုရံဘယ်လောက်ခံစားရလဲဆိုတာကိုကိုရံပဲသိတယ်